အားလုံးပဲမင်္ဂလာပါဒုတိခါလေး YouTube channel လေးကနေခါလေးရဲ့အကိုတွေအမတွေဦးတော်တွေအားလုံးကိုနေ့ရက်စာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ခါလေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုကြတယ်ခါလေးရဲ့အကိုတွေအမတွေဦးတော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝေတွေတိုးပွားရရှိနိုင်ပါစေလို့ခါလေးဦးတော်ရမဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကဲခါလေးအကိုတွေမတွေအားလုံးပဲเนาะခါလေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုပြီးဆိုရင်ခါလေး channel တစ်ကလေးကို subscribe မနေရသေးရင် channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝေါပြီးနှိပ်ခဲ့ပေးကြပါအောင်နော် like လက်မလေးတွေလည်းတယောက်တစ်ချက်စီဝေါပြီးတော့နှိပ်ခဲ့ပေးကြပါအောင်နော်ခါလေးရဲ့ချစ်တော်ကိုတွေမတွေအားလုံးပဲနော်ကိုတွေမတွေအားလုံးပဲနော်ခါလေးတို့ဒီညနေနော်9ရက်3လ2026နော်ကြာသပတေးနေ့ညနေ4:30မှာဘယ်ပတ်တီးလေးကိုအဓိကထားပြီးပေးရမလဲဘယ်အော့ကွက်ကလေးကိုအဓိကထားပြီးတင်ထိုးရမယ်ဆိုတာကိုနော်မသိသေးတဲ့ခါလေးကိုတွေမတွေအားလုံးတော့ကိုလာရောက်ပြီးတင်ပေးတာပါနော်ကိုတွေမတွေအားလုံးကခါလေးနော် channel လေးကိုအများမြင့်များတွေ့လို့ရအောင်တုံးမြင့်တူတွေ့လို့ရအောင်လို့เนาะ share မှု share ပြင် share ပေးကြပါဦးเนาะချစ်တော်ကိုဒီမတွေအားလုံးပဲကဲကိုတွေမတွေအားလုံးပဲဒီမနေ့မှာတော့เนาะ4-5သာဆိုရင်တော့ခါလေးတို့ကိုတွေမတွေအားလုံးပဲเนาะ4-5နဲ့ပြီးမလို့ပါပဲကိုတွေမတွေအားလုံးပဲเนาะဒူးတီဆိုတာတော့เนาะမာတဲ့ခါရှိသလိုမန်တဲ့ခါလည်းရှိတာပဲပေါ့เนาะမာတဲ့ခါရှိသလိုမန်တဲ့ခါလည်းရှိပါတယ်ကိုတွေမတွေအများတိုင်းမန်နေတာတော့လည်းဟိုဟာမရှိပါဘူးเนาะကိုတွေမတွေအားလုံးပဲเนาะအမားမှန်လေးကိုလက်ခံပေးမယ်လို့ခါလေးခါလေးယုံကြည်ပါတယ်ခါလေးကိုတွေမတွေအားလုံးပဲခါလေးကိုနားလည်ပေးမယ်လို့လည်းယုံကြည်ပါတယ်เนาะကဲဒီညနေတော့ကိုတော့အကောင်းဆုံးလေးစူးစမ်းထားပေးပါတယ်เนาะချစ်တော်ကိုတွေမတွေအားလုံးပဲကြီးရတာတမျိုးကြီးတော့ဖြစ်နေပါကိုတွေမတွေအားလုံးပဲစပိတ်ကျက်လိုက်တာတဲ့အပေါ်တက်သွားတယ်ကိုတွေမတွေအားလုံးပဲเนาะကဲဆိုကလေးတို့9ရက်3လ2026ကြာသပတေးနေ့ညနေ4:30မှာပယမက်ပတ်တီလေးရတော့ကိုတွေမတွေအားလုံးပဲ3ညပတ်တီ9ပတ်တီပါနော်3ညပတ်တီ9ပတ်တီလေးပါ3ညကြိုက်တဲ့ခလေးကိုတွေမတဲ့အလုံးက3ညကိုပတ်မယ်ကိုကြိုက်တဲ့ခလေးကိုတွေမတဲ့အလုံးက9ကိုပတ်မယ်နော်3ညပတ်တီ9ပတ်တီလေးပါအခွေကလေးကခွန်93ပြီးပါအခွေကလေးနော်ခွန်93ပြီးပါအခွေကလေးပါခိုင်လေးပြတဲ့ခွေကလေးကအပူးလေးပါပါတယ်အပူးလေးပါထည့်ပြီးကစားတာနော်ခွန်93ပြီးပါခွေခိုင်လေးပြတဲ့ခွေကလေးကအပူးလေးပါပါတယ်အပူးလေးပါထည့်ပြီးကစားထားပါနော်ချစ်တော်ကိုတွေမတဲ့အလုံးပဲခလေးတို့အခွေကိုခွေမယ်ဆိုရင်ခွန်9ရယ်ခွန်3ရယ်9 3ရယ်အဲ့3ခွက်လေးရမယ်နော်ခွန်9ခွန်3 9 3အဲ့ခွေအဲ့ကနန်းလေးတွေရမယ်နော်ကဲခလေးတို့3ညနဲ့ဆိုအော့ခွက်ကလေးက3ည9ရယ်3ည6ရယ်3ညခွန်ရယ်3ည8ရယ်ပါနော်3ည9 3ည6 3ညခွန်3ည8ပါနော်3ည9ရယ်3ည6ရယ်3ညခွန်ရယ်3ည8ရယ်ပါ6နဲ့ဆိုရင်60 94 95 96ပါနော်60ရယ်94ရယ်95ရယ်96ရယ်ပါဒါနော်မိန်းကွက်ကလေးတွေပါနော်9 3ညနဲ့ဆိုမိန်းကွက်လေးကွက်9နဲ့ဆိုမိန်းကွက်လေးကွက်ပါဒါကိုတွေမတယ်လို့ပဲတစ်ခွက်ကောင်းလေးတွေနှစ်ခွက်ကောင်းလေးတွေပြောဖို့ရှိသေးတယ်နော်ခါလေးကိုတွေမတယ်အလုံးကအစားနေဆုံးကလေးကြည့်ပေးဖို့နော်ကြည့်ပေးကြပါဦးနော်ချစ်တော်လေးတွေအလုံးခါလေးရဲ့ဗီဒီယိုလေးကလည်းအရင်လည်းမရှိပါဘူးနော်5-6မိနစ်တည်းပါကဲကိုတွေမတယ်အလုံးပဲနော်တစ်ခွက်ကောင်းလေးတွေနှစ်ခွက်ကောင်းလေးတွေမပြောခင်မှာခါလေးရဲ့ကိုတွေမတယ်အလုံးပဲနော်ခါလေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုပြီးဆိုရင်နော်like and subscribe မနေရသေးရင် like and နော် like and subscribe လေးတွေတယောက်တစ်ချက်စီဝေါပြီးနှိပ်ခတ်ပေးကြပါဦးနော် like လက်မလေးတွေလည်းတယောက်တစ်ချက်စီဝေါပြီးနှိပ်ခတ်ပေးကြပါဦးရှင်ခါလေးပေးတဲ့ဒီပတ်တီလေးတွေအော်ကွက်ကလေးတွေကိုကြိုက်နေတဲ့မှုရှိတဲ့ခါလေးကိုတွေမတဲ့အလုံးကယူပြီးတော့ကစားနိုင်ပါတယ်တကယ်လို့ခါလေးကိုတွေမတဲ့အလုံးကမကြိုက်နေတဲ့ဘူးဆိုရင်ကိုကြိုက်နေတဲ့ကဏ္ဍကိုကစားလို့ရပါတယ်နော်ဒါကြည့်ရတာတစ်မျိုးကြီးတော့တစ်မျိုးကြီးပဲနော်ကိုတွေမတဲ့အလုံးပဲကဲခါလေးတို့နော်တကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေသွားမယ်နော်ခါလေးတို့9ရက်3လ2026ကြာသပတေးနေ့ညနေ4:30မှာပတ်ရမဲ့ပတ်တီလေးက3ညပတ်တီ9ပတ်တီလေးပါနော်3ညပတ်တီ9ပတ်တီလေးပါ3ညနဲ့ဆိုရင်အော်ကွက်က3ည5 3ည6 3ညခွန်3ည9ပါနော်3ည5ရယ်3ည6ရယ်3ညခွန်ရယ်3ည9ရယ်ပါအဲ့ဒါမှခလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းကတော့3ည5နဲ့95ဒီခလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းကလေးပါနော်3ည5နဲ့95ဒီခလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းတစ်ကွက်ကောင်းကတော့နော်95ဒီတစ်ကွက်ကောင်းကလေးပါနော်ကိုတွေမတယ်အလုံးပဲခလေးအော်ဝက်ကလေးပြန်ပြောင်းထားတယ်နော်95တော့တစ်ကွက်ကောင်းကလေးပါချစ်တော့ကိုတွေမတယ်အလုံးပဲ95ဒီတစ်ကွက်ကောင်းအပီးပါအခွေဒီခွန်93အပီးပါအခွေကလေးနော်ခွန်93အပီးပါအခွေကလေးပါခလေးပြတဲ့အခွေကလေးကအပူလေးပါပါတယ်အပူလေးပါထပ်ပြီးကစားထားပါနော်ကိုတွေမတယ်အလုံးပဲအပူလေးပါထပ်ပြီးကစားထားပါနော်ကဲကိုတွေမတဲ့အလုံးပဲအဲ့ဆိုခလေးနောက်ဆုံးတစ်ခါပြန်လဲခေါ်ပေးမယ်ဒီနောက်ဆုံးတစ်ခါပြီးတော့ခလေးဗီဒီယိုလေးနားမယ်နော်ကိုတွေမတဲ့အလုံးပဲခလေးကိုတွေမတဲ့အလုံးကနော်ခလေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုပြီးစင်တယ်လိုက်လက်မလေးတွေတယောက်တစ်ချက်စီဝေါင်းပြီးနှိပ်ခဲ့ပေးကြပါဦးနော်အဲ့ဆိုခလေး
နော်နောက်ဆုံးလေးခေါ်ပြီးမယ်ကိုတင်ပါတယ်လို့မယ်နော်ခါလေးတို့9ရက်3လ2026ကြာသပတေးနေ့ညနေ4:30မှာပတ်ရမဲ့ပတ်တိလေးက3ညပတ်တိ6ပတ်တိလေးပါနော်3ညပတ်တိ6ပတ်တိလေးပါ3ညနဲ့ဆိုဩခွက်က3ည5 3ည6 3ညခွန်3ည8ပါနော်3ည5ရဲ့3ည6ရဲ့3ညခွန်ရဲ့3ည8ရဲ့ပါ6နဲ့ဆိုရင်90 94 95 96ပါနော်90ရဲ့94ရဲ့95ရဲ့96ရဲ့ပါအဲ့ဒါမှခါလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းကတော့3ည5နဲ့95ဒီခါလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းကလေးပါနော်3ည5နဲ့95ဒီခါလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းကလေးပါတစ်ကွက်ကောင်းကလေးကတော့3ည sorry 95ဒီတစ်ကွက်ကောင်းကလေးပါနော်တစ်ကွက်ကောင်းကတော့95ဒီတစ်ကွက်ကောင်းအပီးပါအခွေကခွန်93အပီးပါအခွေခါလေးပေးတဲ့အခွေကအပူလေးပါပါတယ်အပူလေးပါထည့်ပြီးရစားထားပါနော်ကဲအဲ့ဒါဆိုရင်ခါလေးဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရနာပြစေဝင်ရောက်ကြည့်ရှုကြတဲ့ခါလေးရဲ့အကိုတွေအမတွေဦးတော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ရက်တိုင်းလိုကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝေတွေတိုးပွားရရှိနိုင်ပါစေလို့ခါလေးစုမှုကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကိုလက်ပါနော်ခုဒီမှလည်းအားလုံးပဲဘိုင်ဘိုင်ပါ